စစ်ဆက်ပွဲနေ့မှာလင်းချီများဟာချစ်သူစူးဝမ်းအာရဲ့လက်မှာလက်စွပ်စွပ်ပေးခါနေအချိန်တထေးဝန်ရှိရဲစီကဖုံးဝင်လာခဲ့ပါတယ်ကုမ္ပဏီရဲ့တန်300တန်စနစ်ကြီးပျက်စီးသွားလို့အခုချက်ချင်းလာပြင်ပေးရင်ငွေသားတန်းပေးမယ်လို့ကတိပေးခဲ့တာပါချစ်သူလိုချင်တဲ့လက်စွပ်နဲ့ကားကိုဝယ်ပေးပြီးပုံမကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးပေးခြင်းနဲ့လင်းချီများဟာစစ်ဆက်ပွဲကိုထားပစ်ခဲ့ပြီးကုမ္ပဏီကိုချက်ချင်းထွက်လာခဲ့ပါတယ်စနစ်ရဲ့အရန်သိမ်းဆည်းထားတဲ့ backup data တွေပါပျက်စီးနေပြီးဆုံးရှုံးမှုကတန်300ကျော်ထိရှိလာနိုင်တဲ့အခြေအနေမှာလင်းချန်ကဖယ်ဆန်းငါကိုယ်တိုင်လက်နက် data တွေကိုပြန်တိစောက်မယ်ဆိုပြီးသူ့ရဲ့မှတ်ဉာဏ်နဲ့အတွေ့အကြုံကိုပဲအာကူလိုအစကနေပြန်ပြင်ခဲ့ရပါတယ်အဲ့ဒီလိုသူတယောက်တည်းပဲလုံနိုင်လို့လဲတထေးကရွမ်တန်းပေးမယ်လို့ကတိပေးခဲ့တာပါခဏအကြာမှာတော့စနစ်ကြီးတစ်ခုလုံးမူလအတိုင်းပြန်လဲကောင်းမွန်သွားခဲ့ပြီးလုပ်ဖို့ကင်ဘက်တွေကလည်းမင်းကငါတို့ကုမ္ပဏီရဲ့နက်ဖျားပဲဆိုပြီးတောင်းဖြာချီးကျူးခဲ့ကြပါတယ်တထေးဝန်ကလည်းဝမ်းတာအားရနဲ့မင်းကငါတို့ကုမ္ပဏီရဲ့အကြီးမားဆုံးတူရဲကောင်းပဲဒီနေ့ငါဟိုတယ်ဝမ်းမှာအားလုံးကိုပါတီပွဲပေးမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့လင်းချန်ကတထေးဝန်စနစ်လည်းပြန်ကောင်းသွားပြီဆိုတော့ကတိပေးထားတဲ့ရွမ်တန်းကိုအခုပေးလို့ရပြီလားလို့တောင်းဆိုလိုက်တဲ့အခါတထေးဝန်ဤမျက်နှာကချက်ချင်းပုတ်တိုးသွားပြီးလင်းချန်မင်းကိစ္စပြီးရုံပဲရှိသေးတယ်ပတ်စံအကြောင်းတန်းပြောတော့တာပဲလားငါတို့ကညီကိုတွေမိသားစုတွေလေမိသားစုအချင်းချင်းပတ်စံနဲ့တိုင်းတာလို့မရဘူးလို့မျက်နှာပြောင်းတိုင်းညင်းဆိုခဲ့ပါတယ်လင်းချန်ကစနစ်ပြင်ပေးရင်တန်းပေးမယ်လို့ဒီကလူတွေအကုန်လုံးရှိမှတထေးကိုယ်တိုင်ကတိပေးခဲ့တာလေလို့ပြောတော့တထေးဝန်ကဘသူကြားလို့လဲမင်းအလုပ်တွေအလုပ်လုံးလို့ကြောင်ကြရမ်းတွေရောက်နေတာပါဆိုပြီးညင်းခဲ့တဲ့အပြင်စပွဲပေါ်ရွမ်90ပြစ်တင်ပေးလိုက်ပြီးတော့ဒီရွမ်90ကတက်ဆီခပဲရတော့ယူပြီးအမြန်ထွက်သွားဒီနေ့မင်းစစ်ဆက်ပွဲကြောင့်အလုပ်ပြတ်ခဲ့လို့လစားလဲ3ရက်စာဖြတ်မယ်လို့ရိုင်းဆိုင်စွာစော်ကားလိုက်ပါတော့တယ်အဆက်ခွဲခံလိုက်ရတဲ့လင်းချန်ကအေးဆေးစွာပြုံးလိုက်ရင်တထေးဝန်ခမားမသွားပြီးတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့စနစ်ထဲမှာအလိုလျောက်ပျက်စီးစေမယ့်စနစ် self destruction module ထည့်ထားတာခမားမသိဘူးထင်တယ်လို့ပြောလိုက်ပါတယ်စက္ကန့်ပိုင်းတွင်းမှာခမားရဲ့တန်300တန်စနစ်နဲ့အိမ်မက်တွေအကုန်လုံးပြကျသွားတော့မယ်အခု9မိနစ်ပဲကျန်တော့တယ်တထေးဝန်ကထိတ်လန့်သွားပြီးလင်းချန်မင်းရဲတင်းလာကြီးလားဒါရာဇဝတ်မှုပဲငါရဲတိုင်လိုက်မှာနော်လို့ချင်းချောက်ခဲ့ပါတယ်လင်းချန်ကတော့တိုင်လေရဲတွေရောက်လာဖို့အနည်းဆုံးနိုင်ဝက်တော့မဟုတ်တနာရီကြာမယ်အဲ့ဒီအချိန်ကြာရင်ခမားစီမှာအေးဆက်နေတဲ့စာပါဆက်ကြီးတွေပဲကျန်တော့မယ်လို့ခက်အေးပဲတုတ်ပြန်ခဲ့ပါတယ်ဘေးကလုတ်ဖို့ကိုင်ဘက်ကလည်းတထေးသူ့ကိုသွားမစွာနဲ့အဲ့ဒီစနစ်တကယ်ရှိတာဒီစနစ်ကသူ့ကလေးလိုပဲတေမလားရှင်မလားဆိုတာသူပဲဆုံးဖြတ်နိုင်တာလို့ဝင်ပြောလိုက်တဲ့အခါမှာတထေးဝန်တယောက်ပြတရားဖြစ်သွားခဲ့ပါတယ်အင်ဂျင်နီယာလည်းငါမသွားပါတယ်မင်းကိုတံမိုးမထားမိခဲ့ဘူးတန်းမဟုတ်ဘူးအခုချက်ချင်းရွမ်2တန်းလွှဲပေးပါမယ်ဆိုပြီးဒူးထောက်မတက်တောင်းပန်လာခဲ့ရပါတော့တယ်တထေးဝန်ကစနစ်ဖြည့်စည်းရေးအစီအစဉ်ကိုရပ်တန့်ပေးဖို့ရွမ်2တန်းအထိတိုးမြင့်ပေးမိဟုပြောခဲ့တော့လဲလင်းချန်ကပတ်စံကိုလုံးဝညှင်းပယ်ခဲ့ပါတယ်တထေးဝန်ကအင်ဂျင်နီယာလင်းမင်းကိုရွမ်2တန်းအခုချက်ချင်းလွှဲပေးမယ်အစီအစဉ်ကိုရပ်လိုက်ပါတော့ကွာလင်းချန်ကတော့အခုချိန်မှာခမားပတ်စံကိုငါလိုချင်တဲ့ထင်နေလားစောကမှငါ့ကိုတန်းမတန်ဘူးဆိုပြီးရွမ်90နဲ့မောင်းထုတ်ခဲ့တာလေအခုစနစ်ဖြည့်စည်းခံရတော့မှငါကခမားရဲ့ညီကိုပြန်ဖြစ်သွားတာလားငါပတ်စံမလိုချင်ဘူးငါလေးစားမှုပဲလိုချင်တာတထေးဝန်ကလေးစားမှုဟုတ်လားခမားပါလေးစားမှုလိုချင်လို့လဲငါ့ကိုဒူးထောက်စေချင်တာလားလင်းချန်ကငါစစ်ဆက်ပွဲကိုစွန့်လွတ်ပြီးနာရီ20လုံးမနာတမ်းစူးစမ်းပေးခဲ့တာကိုခမားကရွမ်90နဲ့အဆက်ခွဲခဲ့တာလေခြေနှင်းခံရတဲ့ခံစားချက်ကိုခမားသိသွားအောင်လို့ပဲကဲဒူးထောက်မလားမထောက်ဘူးလားတထေးဝန်ယာဒူးမှမပြုတ်ရေးနဲ့စနစ်မပျက်စီးရေးအတွက်ဝန်ထမ်းများကပါတထေးဝန်တောင်းပန်ပါတယ်ဒူးထောက်လိုက်ပါတော့ဟူဝိုင်းဝန်းတောင်းပန်ခဲ့ကြသဖြင့်တထေးဝန်မှာလင်းချန်ရှိတွင်ဒူးထောက်ခဲ့ရပါတော့သည်သို့တော့လင်းချန်ကဒူးထောက်ယုံဖြစ်မပြီးသေးကြောင်းပြောလိုက်ပါတယ်လင်းချန်ကဒူးထောက်တာကအစပဲရှိသေးတယ်ခမားရဲ့ထင်းဝမှုအတွက်ပထမဆုံးအပြစ်ဒဏ်ပဲငါရဲ့တကယ်တောင်းဆိုချက်ကတော့ကုမ္ပဏီရဲ့ share 10%ကိုအခုချက်ချင်းငါအမည်နဲ့တရားဝင်အခမဲ့လွှဲပေးရမယ်စက္ကန့်ပိုင်းတွင်စာချုပ်မရရင်တန်300တန်မီရှူမီဘန်တွေကိုအတူတူကြည့်ရတာပေါ့တထေးဝန် 10% ဟုတ်လားဒါတပြတိုက်တာပဲကုမ္ပဏီကတန်300တန်တာလေး 10% ဆိုတာတန်30မင်းကတိပေးထားတာထက်အစ30တောင်ပိုများနေပြီဝန်ထမ်းများနဲ့ဥပဒေရေးရာအဖွဲ့ကတထေးလက်ခံလိုက်ပါပတ်စံဆုံးရှုံးရင်ပြန်ရှာလို့ရပေမဲ့ကုမ္ပဏီပါဆုံးရှုံးသွားရင်အကုန်ပြီးပြီဟုဖြောင်းပြခဲ့ကြသဖြင့်တထေးဝန်ဒီ10မိနစ်အတွင်း electronic share လွှဲပြောင်းမှုစာချုပ်ကိုရေးဆွဲကလင်းချန်ထံပေးပို့ခဲ့ရပါတော့သည်စာချုပ်ချုပ်ဆိုပြီးနောက်လင်းချန်သည်ကုမ္ပဏီ၏ဒုတိယအကြီးဆုံး share ရှင်ဖြစ်လာခဲ့သည်လင်းချန်ကတထေးဝန်အာနာရှိတုံးကခမားပြောခဲ့တဲ့စကားတွေအတွက်အခုပြန်ပေးဆက်လိုက်ရပြီးတန်းပေးမယ်လို့ကတိဖြတ်ခဲ့တဲ့အတွက်အခုတန်း30ကုန်သွားပြီမဟုတ်လားထို့နောက်လင်းချန်သည်ဟိုတယ်ဝမ်တွင်စူဝမ်အာအီမိဘများနှင့်တွားရောက်တွေ့ဆုံခဲ့သည်စူဝမ်အာအီအဖေကလင်းချန်မင်းဒီနေ့လုပ်ခဲ့တာတွေကချင်းချောက်ငွေညစ်တာပဲဒါရာဇဝတ်မှုမင်းထောင်ကျသွားနိုင်တယ်စူဝမ်အာနှင့်သူမ၏အဖေဖြစ်သူတို့ကလင်းချန်အားစီးပွားရေးထက်မိသားစုတိတ်ခါကိုဦးစားပေးရန်ဖိအားပေးခဲ့ကြပါတယ်စူဝမ်အာ၏အဖေကလင်းချန်မင်းနဲ့ဝမ်အာကမင်္ဂလာဆောင်တော့မှလေငါတို့စူမိသားစုကလည်းဒီမျိုးမှာတိတ်ခါရှိတဲ့မိသားစုပါပတ်စံနည်းနည်းလေးအတွက်နဲ့ငါတို့မိသားစုတိတ်ခါကိုလာမဖြတ်စီးစမ်းပါနဲ့ share တွေကိုတထေးဝန်စီပြန်ပေးလိုက်ပါစူဝမ်အာကဟုတ်တယ်လင်းချန်အဖေစကားကိုနားထောင်ပါ share တွေပြန်ပေးပြီးတွားတောင်းပန်လိုက်ရင်အကုန်လုံးအဆင်ပြေသွားမှာပါမင်္ဂလာဆောင်ပြီးရင်လည်းအရင်အတိုင်းပဲအေးအေးဆေးဆေးနေလို့ရတာပဲစူဝမ်အာ၏အဖေကငါအခုပဲပြက်ပြက်တသားပြောလိုက်မယ် share တွေကိုတထေးဝန်စီပြန်ပေးမလားမဟုတ်ရင်ဝမ်အာနဲ့မင်္ဂလာပွဲကိုဖျက်သိမ်းမလားငါတို့မိသားစုကဒီလိုလုပ်ရမျိုးကိုလက်မခံနိုင်ဘူးမနေ့ကဆိုလျင်လင်းချန်သည်အချစ်အတွက်ကြောင့်အလျှော့ပေးမိကောင်းအလျှော့ပေးမိနိုင်တော့လဲတထေးဝန်ဤရုပ်ပြက်စင်ပြက်ပြုမှုလုပ်ဖို့ကင်ပတ်များဤလောင်ပြောင်မှုများနှင့်စူမိသားစု၏အသက်ဆန်သောသဘောထားများကိုမြင်တွေ့လိုက်ရပြီးနောက်သူ၏နောက်ဆုံးမျှော်လင့်ချက်ကလေးမှာပျက်စီးသွားခဲ့ပါတော့သည်လင်းချန်သည်အိတ်ထဲမှ share လွှဲပြောင်းမှုစာချုပ်ကိုဖြင်းညင်းစွာထုတ်ယူလိုက်သည့်အခါစူမိသားစုကသူအလျှော့ပေးတော့မည်အထင်နှင့်ပြုံးလိုက်ကြတော့လဲ
လင်းချန်ကဦးလေးခမည်းမနေပြီးငါကခမည်းတို့ရဲ့တရားစီရင်မှုကိုခံဖို့သို့မဟုတ်စေတနာအမနဲ့လာညှိနှိုင်းဖို့လာတာမဟုတ်ဘူးငါလာတာတခုပဲအတိပေးဖို့ဒီမင်္ဂလာပွဲကိုလုံးဝမကျင်းပတော့ဘူးထို့နောက်မင်္ဂလာပွဲကိုလုံးဝဖျက်သိမ်းလိုက်ပြီးထွက်ခွာလာခဲ့ပါတယ်ထိုစဉ်မှာပင်စက်တင်ချင်ခဲဖလုံးမှဒရိုက်တာချင်းချင်းထံမှဖုန်းဝင်လာခဲ့ပါတယ်တထေးဝန်ကလင်းချန်ဤရှယ်ယာ10%ခိုင်နှုန်းကိုချင်းချောက်ယူထားသည်ဆိုကပြန်လည်ရုပ်သိမ်းရန်အရေးပေါ်ဒရိုက်တာဖွဲ့စည်းဝေးခေါ်ယူခဲ့တော်လဲကျန်းညံကကန့်ကွက်မဲပေးခဲ့၍မအောင်မြင်ခဲ့ပါခေါမိုးထက်ရှိတရားထိုင်ခန်းတွင်ကျန်းညံနှင့်လင်းချန်တို့တည်တံ့တွေ့ဆုံခဲ့ကြပါတယ်ဒရိုက်တာချင်းရင်ကဝန်ရှိရဲကိုဒူးထောက်အောင်လုပ်နိုင်ခဲ့တဲ့အတွက်မင်းကငါထင်ထားတာထက်ပိုတတိရှိတာပဲအခုမင်းအနေနဲ့တန်300တန်ရှယ်ယာ10%ခိုင်နှုန်းကိုယူပြီးပတ်စံနဲ့ငင်းငင်းချမ်းချမ်းသွားနေမလားဒါမှမဟုတ်ငါနဲ့ပူပေါင်းပြီးဝန်ရှိရဲစီကနေမင်းဆုံးရှုံးခဲ့တဲ့မြတ်ထက်ပိုပြီးပြန်ယူမလားလင်းချန်ကဒရိုက်တာချန်ပွင့်ပွင့်လင်းလင်းပဲပြောရအောင်ခမည်းမှာဝန်ရှိရဲကိုယာဒူးကဖြုတ်ချခြင်းနဲ့ဆန္ဒရှိပေမဲ့ထိရောက်တဲ့လက်နက်မရှိခဲ့ဘူးမဟုတ်လားအခုတော့အဲ့ဒီလက်နက်ကခမည်းရှိရောက်လာပြီးဒါပေမဲ့ငါကဘသူရဲ့လက်နက်မှမဟုတ်ဘူးငါအတွက်ပဲငါလောက်တာဝန်ရှိရဲစီကနေအတိုးနဲ့တကွာပြန်တောင်းမယ်ရှင်းရင်ကလင်းချန်၏အစွမ်းနဲ့တတိကိုသဘောကျသွားပြီးမဟာမိတ်ဖွဲ့ရန်သဘောတူခဲ့ပါတယ်ထို့နောက်ပထမဆုံးလက်ဆောင်ဖြစ်ဝန်ရှိရဲ၏လက်ယုံဖြစ်သူဒရိုက်တာဇန်တရားမဝင်လှုပ်ဝက်ချက်များပါဝင်သော Incredible ကိုပေးခဲ့ပါတယ်ဒရိုက်တာဇန်ဟာအခုချိန်မှာဈေးကွက်ရှာဖွေရေးဌာနအစည်းအဝေးမှာစနစ်ပျက်စီးမှုကိုဌာနနဲ့လင်းချန်အပေါ်အပြစ်ပုံချဖို့စ조사နေတာဖြစ်ပါတယ်လင်းချင်များသည့်ကုမ္ပဏီစာဘာကိုအသုံးပြုပြီးပျက်စီးသွားသော net platform တစ်ခုထံတရားမဝင် data ရောင်းစားသည်ဟုဆွဆွဲရန်ပြင်ဆင်နေကြခြင်းဖြစ်ပါတယ်အစည်းအဝေးခန်းအတွင်းမှာဒရိုက်တာဇန်ကလင်းချန်ကိုအလုတ်ကထုတ်ပယ်ရန်နှင့်စုံစမ်းစစ်ဆေးရန်တောင်းဆိုနေစဉ်မှာပင်လင်းချန်ရုတ်တရက်အစည်းအဝေးခန်းထဲသို့ဝင်ရောက်လာခဲ့ပါတယ်ဒရိုက်တာဇန်လူများဟေ့မင်းပါလို့အစည်းအဝေးခန်းထဲဝင်လာတာလဲတက်စီခယွမ်90နဲ့မလောက်လို့တက်တောင်းတာလားဒရိုက်တာဇန်ကမင်းလုတ်ပြတ်တာမကလို့အစည်းအဝေးခန်းထဲအထိလာပြဿနာရှာနေတာလားအဆောင်တွေအခုပဲသူ့ကိုအပြင်မောင်းထုတ်လိုက်စမ်းဒရိုက်တာဇန်ကလင်းချင်များအားအစည်းအဝေးခန်းထဲမှမောင်းထုတ်ရန်အဆောင်များကိုခေါ်ယူနေစဉ်မှာပင်လင်းချန်ကသူဒီကုမ္ပဏီ၏ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်ဒရိုက်တာဇန်ကမင်းကရှယ်ယာရှင်ဟုတ်လားအလုပ်တွေအလုပ်လုံးလို့အုံနောက်ပါမီးလောင်သွားတာလားဘာတွေအိမ်မက်မက်နေတာလဲလင်းချန်ကစကားရှည်ကြီးမပြောတော့ပဲဒရိုက်တာဇန်ကိုယ်တိုင်တရားမဝင် Gimbal နှင့် platform စီတုံးဆွဲသူများ၏အချက်လက်များကိုရောင်းစားထားသည့်တပ်တွေများကိုအစည်းအဝေးခန်းအတွင်းထုတ်ပြခဲ့ပါတယ်ထို့နှင့် platform ပျက်စီးသွားသဖြင့်တန်း900ကျော်ဆုံးရှုံးခဲ့ရပြီးယင်းနှိမ့်မြုံနှံသူထောင်ပေါင်းများစွာဘဝပြတ်ခဲ့ရတာဖြစ်ပါတယ်ဒရိုက်တာဇန်ကဒီကိစ္စကငါအမှားပါဒရိုက်တာချန်ငါပါဇက်ကမှားသွားတာပါကျေးဇူးပြုပြီးငါ့ကိုခွင့်လွှတ်ပါလင်းချန်ကမင်းကိုခွင့်လွှတ်ရမယ်ဟုတ်လားမင်းအချက်လက်တွေရောင်းစားလို့အကုန်လုံးဆုံးရှုံးလိုက်ရတဲ့ယင်းနှိမ့်မြုံနှံသူတွေကိုကြဘသူကခွင့်လွှတ်မှာလဲထို့နောက်လင်းချန်သည်အစည်းအဝေးခန်းထဲမှာပင်ရဲစခန်းသို့ဖုန်းဆက်ပြီးဒရိုက်တာဇန်တရားမဝင်ကိုရေးချက်လက်ရောင်းစားမှုနှင့်အလွဲသုံးစားမှုများကိုတိုင်ကြားကရဲတပ်ဖွဲ့ထံလက်ဝဲဖမ်းဆီးခိုင်းလိုက်ပါတော့သည်ထိုအချိန်မှာပင်စူဝမ်အာစီမှဖုန်းဝင်လာခဲ့ပါတယ်စူဝမ်အာကလင်းချန်ငါအဖေဒုက္ခရောက်နေပြီတထေးဝန်ကလူ10ယောက်မှကခေါ်ပြီးငါတို့အိမ်ကလက်ဖက်ရည်တောက်ခန်းထဲရောက်နေတယ်မင်းနဲ့ငါအဖေပေါင်းပြီးရှယ်ယာတွေကိုလိမ်ယူသွားတယ်ဆိုပြီးရှယ်ယာတွေပြန်မပေးရင်ငါအဖေခြေထောက်ကိုရိုက်ကျိုးပြစ်မယ်လို့ချင်းချောက်နေတယ်တောင်းပန်ပါတယ်ရှယ်ယာတွေကိုပြန်ပေးလိုက်ပါတော့တထေးဝန်သည်လင်းချန်ဤရှယ်ယာကိုပြန်ရရန်အတွက်စူဝမ်အာ၏အဖေကိုအားနည်းချက်အဖြစ်အသုံးပြုကာချင်းချောက်နေခြင်းဖြစ်ကြောင်းလင်းချန်ရေးမိသွားခဲ့ပါတယ်သို့တော့အလျှော့ပေးလိုက်ပါကအရင်တိုင်းပြန်လည်နှိမ့်ချခံရမည်ဖြစ်၍လင်းချန်သည်ဒရိုက်တာချင်းညန်ထန်စူမီသားစု၏ဇိုဂရု Financial နှင့်တထေးဝန်တို့၏တမိုင်းကြောင်းကိုစုံစမ်းပေးရန်အကူအညီတောင်းခဲ့ပါတယ်ဒရိုက်တာချင်းရစုံစမ်းချက်များအရစူမီသားစု၏ကုမ္ပဏီမှာငွေကြေးချင်းကွဲနေပြီးလွန်ခဲ့သည့်အပတ်ကယွမ်တန်း90ချေးငွေပယ်ချခံခဲ့ရကြောင်းသိရှိခဲ့ရပါတယ်ထူးဆန်းသည်မှာထိုချေးငွေကိုပယ်ချခဲ့သည့်ဘန်ဒူဒရိုက်တာမှာတထေးဝန်၏ညီရင်းဖြစ်နေခြင်းပင်ဖြစ်ပါတယ်ဒါဟာတထေးဝန်နှင့်စူဝမ်အာ၏အဖေတို့ပေါင်းပြီးလင်းချန်ထံမှရှယ်ယာ10%ခိုင်းနှုန်းကိုအပင်ပန်းမခံဘဲပြန်လည်လိမ်လည်လက်ဖျားယူရန်စီစဉ်ထားသည့်ပြဆက်တပုံးများသာဖြစ်ကြောင်းလင်းချန်သဘောပေါက်သွားခဲ့ပါတယ်လင်းချန်သည်ဂျွန်ဘီလာသို့ရောက်ရှိသွားချိန်တွင်တထေးဝန်နှင့်စူဝမ်အာ၏အဖေတို့မှဟန်ဆောင်၍အော်ဟစ်ညင်းခုန်ပြနေကြဆဲဖြစ်ပါတယ်စူဝမ်အာ၏အဖေကတထေးဝန်လွန်ကဲမလုပ်ပါနဲ့ငါလည်းဒီမျိုးမှာနှစ်ပေါင်းများစွာနေလာတာမင်းချင်းချောက်တာကိုကြောက်မဲ့သူမဟုတ်ဘူးဒီနေ့လင်းချန်ရှယ်ယာတွေပြန်မပေးရင်လမ်းမကြီးပေါ်ကစီကံအတိုင်းနားလည်အောင်လုပ်ပေးရတာပေါ့စူဝမ်အာကလင်းချန်ရောက်လာသည်ကိုမြင်သောအခါစာချုပ်ကိုယူပြီးတထေးဝန်ထံပေးရန်ကြိုးစားခဲ့တော်လဲလင်းချန်ကအေးဆေးစွာဖြင့်ပြုံးလိုက်ရင်းပြဆက်ကိုဖော်ထုတ်လိုက်ပါတော့သည်လင်းချန်ကတထေးဝန်ပြဆက်ကပြီးသွားပြီးအိမ်ပြန်ဖို့အချိန်တန်ပြီးတကယ်ကိုတရုတ်ဆောင်ကောင်းတဲ့ပြဆက်ပါပဲဗျာတယောက်ကလူကောင်းလို့တယောက်ကလူဆိုးလုပ်ပြီးငါစီကရှယ်ယာကိုအလကားပြန်ရအောင်လှည့်စားနေကြတာမဟုတ်လားတထေးဝန်နှင့်စူဝမ်အာ၏အဖေတို့ပေါင်းပြီးရှယ်ယာကိုလိမ်လည်ရယူရန်ပြဆက်ခင်းနေသည်ကိုလင်းချန်ကအပြည့်အဝဖော်ထုတ်လိုက်ပါတယ်လင်းချန်ကဒါတင်မကသေးဘူးစူမီသားစုရဲ့ကုမ္ပဏီကြုံတွေ့နေရတဲ့ဘဏ္ဍာရေးအကျပ်တဲကိုပါဒီရှယ်ယာတွေနဲ့ဖြည့်ရှင်းမှုကြံစီထားကြတာမဟုတ်လားဒရိုက်တာစူတထေးဝန်လင်းချန်ကစူဝမ်အာမင်းကောဒါကိုသိနေတာလားစူဝမ်အာကမနေ့ကမှမဖြစ်ဆက်လောက်သိလိုက်ရတာပါမနေ့ကဆိုရင်တော့ငါရဲ့စစ်ဆက်ပွဲပဲပျက်စီးသွားတယ်လို့ထင်ခဲ့တာအခုမှသဘောပေါက်လိုက်ရပြီငါဆုံးရှုံးခဲ့ရတာကတကယ်ဟာတာတစ်ခုပါပဲဒါပေမဲ့ငါရဲ့နောက်ဆုံးလက်နက်ကဒီစာချုပ်ပဲလို့ခင်ဗျားတို့ထင်နေတာလားဒါအတိုးယူတာပဲရှိသေးတယ်ငါရဲ့တကယ်တုံ့ပြန်တိုက်ခိုက်မှုကအခုမှစမှာဒရိုက်တာချန်စတင်လိုက်တော့လင်းချန်သည်ဒရိုက်တာချန်ရင်နှင့်ပူးပေါင်းကကုမ္ပဏီ၏တရားဝင် website နှင့်မြို့၏အဓိကနည်းပညာမီဒီယာများထံအရေးကြီးသတင်းထုတ်ပြန်ချက်ကိုချက်ချင်းဖြန့်ဝေလိုက်ပါတော့သည်တထေးဝန်ကလင်းချန်မင်းကိုဘသူကဒီလိုပိုင်ခွင့်ပေးထားလို့လဲမင်းဘာသာမင်းယာဒူးတိုးမြင့်ပြီးရှယ်ယာတွေထုတ်ရောင်းဖို့ဘသူကခွင့်ပြုလိုက်တာလဲလင်းချန်ကတထေးဝန်
ခမရတခုမိနေတာထင်တယ်အခုငါကဒုတိယအကြီးဆုံးရှယ်ယာရှင်လေးစီးမြင့်အရာရှယ်ယာ900ခိုင်နှုန်းကျော်ရှိရင်ဌာနမှုယာတုကိုအဆိုပြုပိုင်ခွင့်ရှိတယ်ငါရဲ့အဆိုပြုချက်ကိုဒရိုက်တာချင်းញ្ញကလည်းထောက်ခံထားတော့ငါတို့နှစ်ယောက်ပေါင်းရှယ်ယာ30ကျော်ရှိတယ်ဒါကြောင့်ငါရဲ့ခန့်အပ်မှုကတရားဝင်တယ်ဒရိုက်တာချင်းញ្ញ Zenchen Capital ရဲ့ကိုယ်စားလှယ်အနေနဲ့လက်ရှိနည်းပညာအဖွဲ့ရဲ့စနစ်ကိုငါလုံးဝမကျေနပ်ဘူးတန်300တန်ဖိုးဖန်တီးပေးတဲ့အဓိကအင်ဂျင်နီယာကိုရွမ်တတန်းနဲ့အစွန်းရောက်အောင်တွန်းပို့ခဲ့တာမတရားဘူးဒါကြောင့်ဒရိုက်တာဖွဲ့ကိုစားငါရဲ့ကိုပိုင်ရှယ်ယာ300ခိုင်နှုန်းကိုထုတ်ပေးပြီးနည်းပညာဝန်ထမ်းတွေကိုစုကြည်ပေးမယ်လင်းချန်ကိုခွဲဝေပိုင်ခွင့်အပြည့်အဝပေးလိုက်တယ်လင်းချန်တထေးဝံအခုဒုတိယတောင်းဆိုချက်ကိုဆွေးနွေးရအောင်ပထမချက်အနေနဲ့မနေ့ကငါ့ကိုအဆက်ခွဲခဲ့မှုအတွက်ကုမ္ပဏီတစ်ခုလုံးစီတရားဝင်အသိပေးစာထုတ်ပြီးလူတကာရှိတောင်းပန်ပါဒုတိယချက်အနေနဲ့ငါရဲ့စုကြည်ရွမ်တတန်းကိုအကောင့်ထဲချက်ချင်းထည့်ပေးပါတထေးဝံကကုမ္ပဏီတစ်ခုလုံးရှိတောင်းပန်ရမယ်ဟုတ်လားဒါငါ့ကိုတက်လိုက်တာထက်တောင်ဆိုးသေးတယ်တထေးဝံဤခစ်ကုံသွားပြီဖြစ်ကြောင်းနဲ့လူအများ၏အမြင်တွင်တထေးဝံမှာဩဇာမဲသွားပြီဖြစ်ကြောင်းသဘောပေါက်သွားသည့်အခါတထေးဝံသည်နောက်ဆုံးတွင်အလျှော့ပေးလိုက်ရပါတော့သည်လင်းချန်ကဒါနဲ့တထေးဝံမနက်ဖြန်မနက်10:00နာရီမှာနီးပညာဌာနဝန်ထမ်းစည်းဝေးရှိတဲ့ခမရရဲ့အင်ပါယာကြီးတဖြည်းဖြည်းနာမည်ပြောင်းသွားတာကိုရုံးခန်းထဲကနေလာကြည့်ဖို့အရောက်လာခဲ့ပါဦးနောက်တနေ့နနက်10:00နာရီစည်းဝေးတွင်လင်းချန်သည်နီးပညာဌာန၏ယာယီညွှန်ကြားရေးမှူးဖြစ်စတင်တာဝန်ယူခဲ့ပြီးပြတ်သားသောအပြောင်းအလဲ3ခုကိုကြေညာခဲ့ပါတယ်လင်းချန်ကမင်္ဂလာပါငါနာမည်လင်းချန်ပါဒီနေ့ကစပြီးနီးပညာဌာနရဲ့ယာယီညွှန်ကြားရေးမှူးဖြစ်တာဝန်ယူပါမယ်ငါအဓိကအချက်3ချက်ပဲလုပ်မယ်ဒီလကစပြီးနီးပညာဝန်ထမ်းအားလုံး၏အခြေခံလစာကို30%တိုးပေးမယ်အဓိကစနစ်ကြီးကိုပြန်ပြင်ရမှာပါဝင်ခဲ့သူတွေလစာ2ဆရမယ်အထက်အဆင့်ရှစ်အင်ဂျင်နီယာတွေကတော့လစာအပြင်ဒရိုက်တာချင်းရဲ့ရှယ်ယာ300%ထဲကနေရှယ်ယာတွေပါရရှိမယ်ဒီနေ့ကစပြီးစီမံကိန်းတွေမှာမလိုအပ်တဲ့မန်နေဂျာယာတုတွေမရှိတော့ဘူးအဖွဲ့လိုက်ပေါင်းဆက်ညှိနှိုင်းသူတွေပဲရှိတော့မယ်အဖွဲ့တိုင်းမှာကိုယ်ပိုင်ဘတ်ဂျက်နဲ့နီးပညာလမ်းကြောင်းဆုံးဖြတ်ပိုင်ခွင့်အပြည့်အဝရှိမယ်ငါရလက်ပဲကြည့်တယ်တန်ဖိုးဖန်တီးနိုင်သူခွင့်ရေးပိုရမယ်ဘာမှမလုပ်ပဲဖားရနေသူတွေတာဝန်ရှောင်ရဲနေသူတွေကတော့ကုမ္ပဏီကနေအခုချက်ချင်းထွက်သွားလို့ရပြီးနည်းပညာဌာနမှာအသုံးမကျတဲ့အမည်မပါတဲ့ပါယာဆိုက်တွေကိုမလိုအပ်ဘူးနည်းပညာဌာနအစည်းအဝေးတွင်လင်းချန်သည်မတမာမှုပြုလုပ်ထားသည့်ဒုညွှန်ကြားရေးမှူးစူဖန်းနှင့်မန်နေဂျာများကိုအချက်လက်သက်သေများနှင့်တကွစတင်ဖော်ထုတ်လိုက်ပါတယ်လင်းချီညာစူဖန်းဒုညွှန်ကြားရေးမှူးငါးစီမှာအစီရင်ခံစာရောက်နေပြီးပြီးခဲ့တဲ့3လပတ်ကမင်းရဲ့စမတ်ထောက်ခံချက်စီမံကိန်းဟာဘတ်ဂျက်ထက်90ပိုသုံးခဲ့ပြီး3လတောင်နောက်ကျခဲ့တယ်နောက်ဆုံးထွက်လာတဲ့စနစ်ရဲ့အယ်လာဂိုရီတန်ကပြောင်းလဲမှုနှုန်းတူညာတသမတောင်မရှိဘူးအပြင်ကအကြံပေးစရိတ်ယွမ်3တန်းကိုမင်းဘသူစီသုံးလိုက်တာလဲရှင်းပြစမ်းအီတီကမင်းကလေးတယောက်စီသုံးခဲ့တာမလားလင်းချီညာပြီးတော့မင်းရဲ့စီမံကိန်းကြောင့်ကုမ္ပဏီစာပါမှာလာတိုင်း30တီကျော်တရားမဝင်ဒေတာတွာလာနေပြီးပြပလောင်းကစား website တွေစီရောက်နေတာကိုရောငါမသိဘူးထင်နေသလားငါဘာလို့ဓာတ်တွေကိုသိနေရတာလဲဆိုတော့စနစ်တစ်ခုလုံးရဲ့ကုတ်တိုင်းကိုငါကိုယ်တိုင်ရေးခဲ့တာမို့လို့ပဲငါစိတ်ထဲမှာဒေတာတွေအကုန်လုံးမှတ်မိနေတာငါစီကနေဘယ်သူမှဖုံးကွယ်လို့မရဘူးနာမည်ပါသူတွေအကုန်လုံးကိုအခုချက်ချင်းအလောက်ကထုတ်ပယ်လိုက်ပြီးတက်တေတွေကိုတနာရီအတွင်းပေကျင်းစုံစမ်းစစ်ဆေးရေးဌာနစီပို့ပေးမယ်လုံခြုံရေးတွေသူတို့ကိုအခုချက်ချင်းဆွဲထုတ်သွားကြထိုစဉ်တထေးဝမ်ရှိရဲရောက်ရှိလာပြီးလင်းချီညာဤလုတ်ပိုင်ခွင့်ကိုမေးခွန်းထုတ်ခဲ့ပါတယ်တထေးဝမ်ညွှန်ကြားရေးမှူးလင်းမင်းမှာဘာလုတ်ပိုင်ခွင့်ရှိလို့လဲဒုညွှန်ကြားရေးမှူးကိုထုတ်ပယ်တာတာမန်ကိစ္စမဟုတ်ဘူးငါလိုဥက္ကဋ္ဌကိုအကြောင်းကြားရမှာမဟုတ်ဘူးလားဥက္ကဋ္ဌဝမ်ခမ ्या မနေပြီးငါခမ ्या ကိုခေါ်လိုက်တာမြင်တွေ့စရာရှိလို့ခေါ်လိုက်တာခမ ्या ရဲ့သဘောထားကိုတောင်းနေတာမဟုတ်ဘူးခမ ्या ရဲ့ခေတ်ကြီးငါလက်ထဲမှာဘလို့ညီကုန်းချုပ်သွားလဲဆိုတာကြည့်ရှုဖို့ခေါ်လိုက်တာတင်းလွန်လှကြီးလားငါကဥက္ကဋ္ဌပဲငါဒီမှာရှိနေတဲ့၍ဒီကုမ္ပဏီကဝမ်မီသားစုပိုင်တာပဲငါထုတ်ချင်တဲ့သူကိုထုတ်လို့ရတယ်ခမ ्या ဒီကိုရောက်နေတဲ့10မိနစ်အတွင်းမှာတင်ကုမ္ပဏီရှယ်ယာတွေ9 point ထိတက်သွားပြီးဈေးကွက်ကတုံ့ပြန်လိုက်ပြီငါဥဆောင်တဲ့ကုမ္ပဏီကိုသူတို့ယုံကြည်ကြတယ်ခမ ्या ကလမ်းပေါ်ကအတားအဆီးကြောက်တုံးတစ်ခုပဲဖြစ်သွားပြီစိတ်လျှော့ပါဥက္ကဋ္ဌဝမ်ညွှန်ကြားရေးမှူးလင်းပြောတာမှန်တယ်စတော့ဈေးကွက်ကအနာဂတ်ကိုပဲကြည်တာအတိတ်ကပတ်သက်မှုတွေကိုမကြည့်ဘူးဒရိုက်တာဖွဲ့ကအခုပဲဆုံးဖြတ်ချက်ချလိုက်ပြီခမ ्या ရဲ့ယာတုအားလုံးကိုရုပ်သိမ်းလိုက်ပြီးဗန်နာရေးစစ်ဆေးမှုမပြီးမချင်းခမ ्या ကိုဆိုင်းငံ့ထားပြီးကုမ္ပဏီစီမံခန့်ခွဲမှုကိုလင်းချီညာနဲ့ငါပူးတွဲတာဝန်ယူမယ်ဝက်ရှိရဲ့ယာတုမှဖြုတ်ချခံလိုက်ရပြီးနောက်လင်းချီညာထံဖခင်ဖြစ်သူ၏တေဆုံးမှုနှင့်ပတ်သက်သည့်လျှို့ဝှက်သတင်းစကားတစ်ခုရောက်ရှိလာခဲ့ပါတယ်လင်းချီညာသည်ဖခင်ဖြစ်သူ၏အရင်းနှီးဆုံးတငယ်ချင်းနှင့်လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူချန်နှင့်တွားရောက်တွေ့ဆုံခဲ့ပါတယ်မင်းရောက်လာပြီပဲငါကမင်းအဖေလင်းရန်ကန်ဝင်းရင်ကန်ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့အရင်းနှီးဆုံးတငယ်ချင်းချန်ပါမင်းအဖေတေဆုံးတာကမတော်တဆမှုမဟုတ်ဘူးလူတက်မှုပဲမင်းပါတက်တေတွေရှိလို့လေဒီဖုန်းကမင်းအဖေချန်ထားခဲ့တာပါအဲ့ဒီတုန်းကစက်ယုံကထုတ်လုပ်မှုလိုင်းအတစ်တစ်ခုတွင်းခဲ့တဲ့အန်ရဆိုရင်ရတာကိုမင်းအဖေကတွေ့ရှိပြီးဖြည့်ရှင်းနေပါရှာပေးခဲ့ပေမဲ့စက်ယုံညွှန်ကြားရေးမှူးကပတ်စံကုန်မှာဆိုလို့အစီရင်ခံစာကိုပယ်ချပြီးထုတ်လုပ်မှုလိုင်းကိုမတမာသောနည်းနဲ့ပြင်ဆင်ခဲ့တယ်ဒီအတန်ဖိုင်ဟာမင်းအဖေနဲ့အဲ့ဒီညွှန်ကြားရေးမှူးတို့နောက်ဆုံးညှင်းခုန်ခဲ့တဲ့အတန်ဖိုင်ပဲအန်ရရှိတာတည့်ရက်နဲ့မင်းအဖေကိုနှုတ်ပိတ်ဖို့ချင်းချောက်ထားတာပါတယ်အဲ့ဒီညွှန်ကြားရေးမှူးနာမည်ပါလဲချန်ကသူ့နာမည်စူးစဲထန်တဲ့စူးစဲထန်ဤနာမည်ကိုကြားလိုက်ရချိန်မှာတော့လင်းချန်သည်အမှန်တရားတစ်ခုလုံးကိုသဘောပေါက်သွားခဲ့ပါတော့သည်လင်းချန်ကစူးစဲထန်သူကငါဘသူလဲဆိုတာအစကတည်းကသိနေတာပဲသူကသူဤသမီးစူဝမ်းအားကိုငါစီချင်းကပ်ခိုင်းခဲ့တာငါပါရမီကိုသဘောကျလို့ပေးစားခြင်းခဲ့တာမဟုတ်ဘူးငါအဖေတေဆုံးမှုအမှန်တရားကိုငါသိသွားမှာကိုကြောက်လို့မင်္ဂလာဆောင်တဲ့ငါကိုချီနှောင်ထားပြီးသူဤရုံမာတဲ့လှုပ်ဝက်ချက်ကိုငါစီကနေထာဝရဖုံးကွယ်ခြင်းခဲ့တာပဲတထေးဝံဆိုတာလဲသူဤရုပ်သေးရုပ်ပဲလင်းချီညာသည်ဖခင်ဖြစ်သူအတွက်ကလဲစားချေရန်စူးစဲထန်ဤတရားမဝင်ဗန္နာရေးစည်းရင်းများနှင့်ကွက်ထားသောစာချုပ်များကိုရရှိရန်ချန်ထံမှအကူအညီတောင်းခံခဲ့ပါတယ်ထိုအချိန်မှာပင်စူဝမ်းအားရောက်ရှိလာပြီးလင်းချန်အားမိသားစုတစ်ခုလုံးပျက်စီးအောင်လုပ်နေသည်ဟုလာရောက်ဆွဆွဲခဲ့ပါတယ်စူဝမ်းအားကလင်းချန်
မင်းဘာရီတကယ်လိုချင်တာလဲတထေးဝမ်နဲ့ဒရိုက်တာဆန်းကိုဖျက်ဆီးခဲ့ပြီးအခုငါအဖေနဲ့မိသားစုပါပျက်စီးမှကျဉ်တ်တော့မှာလားလင်းချန်သည်စူးစဲထန်ဤလျှို့ဝှက်ချက်များနောက်မိမနှင့်ရင်သွေးရှိနေမှုတရားမဝင်ငွေလွှဲပြောင်းမှုများပါဝင်သောတပ်တွေများကိုစူဝမ်အားပြသလိုက်ပါတယ်လင်းချန်ကဒါကမင်းအဖေရဲ့တကယ်ရုံညံ့တဲ့ဖုံပဲသူကငါအဖေကိုတတ်ခဲ့ရုံတင်မကဘူးမင်းနဲ့မင်းအမေကိုပါ20လောက်လှည့်စားခဲ့တာမင်းငါကိုကူညီရင်စူးစဲထန်ပြုတ်ကျသွားတဲ့အခါစူးမိသားစုရဲ့ကုမ္ပဏီနဲ့ပိုင်ဆိုင်မှုတွေကိုမင်းနဲ့မင်းအမေပြန်ရအောင်ငါကူညီပေးမယ်အမှန်တရားကိုသိရှိသွားသောစူဝမ်အားသည်စူးစဲထန်ဤစာကြည့်ခန်းရှိပကြီးကားနောက်ကလှုပ်ဝက်နံပါတ်ကိုပေးခဲ့ပြီးစူးစဲထန်မွန်းလွဲ3နာရီမှ9နာရီအထိရုံးခွဲစည်းဝေးသွားလေးရှိကြောင်းသတင်းပေးခဲ့ပါတော့သည်တစ်ဖက်တွင်လည်းတထေးဝမ်သည်ဘန်ဒူဒရိုက်တာဖြစ်သူညီဖြစ်သူဝန်ခဲကိုခေါ်ဆောင်လာပြီးလင်းချန်ဤကုမ္ပဏီအကောင့်များကိုတရားမဝင်ထိန်းချုပ်ရန်ကြိုးစားခဲ့ပါတယ်အကောင့်များအေးခဲသွားပါက3ရက်အတွင်းလစာနှင့်စာပါဈေးများမပေးနိုင်ပဲကုမ္ပဏီပျက်စီးသွားမည်ဖြစ်ရာဝန်ရှိရဲကကုမ္ပဏီပိုင်ဆိုင်မှုများကိုမတမာသောနည်းဖြင့်ခိုးယူရန်အကွက်ဆင်ခြင်းဖြစ်ပါတယ်တထေးဝမ်ကလင်းချန်ညံကောင်းယုံနဲ့မရဘူးအဆက်အသွယ်နဲ့အာနာကမှအရေးကြီးတာသို့သောဒရိုက်တာချက်ရင်နှင့်လင်းချန်တို့သည်ဗဟိုဘဏ်စုံစမ်းစစ်ဆေးရေးအဖွဲ့၏အကူအညီဖြင့်ဝန်ခဲအာနာလွဲသုံးစားမှုပြုလုပ်နေသည်ကိုချက်ချင်းအကြောင်းကြားခဲ့သဖြင့်ဝန်ခဲမှာယာဒူးမှဆိုင်းငံ့ခံလိုက်ရပြီးဝန်ရှိရဲ၏နောက်ဆုံးကွက်မှာထပ်မံပျက်စီးသွားခဲ့ရပါသည်မွန်းလွဲ3နာရီတွင်လင်းချန်သည့်စူးစဲထန်၏ရုံးခန်းသို့တွားရောက်ကစူဝမ်အားပေးခဲ့သောနံပါတ်ဖြင့်မတမာသောစည်ရင်းစရာများနှင့် encryptors ကိုရယူခဲ့ပါသည်ထို့နောက်တိုင်းဒေသကြီးအစိုးရရှိနေအဖွဲ့ရောက်ရှိလာပြီးမတမာမှုအခွန်ရှောင်မှုနှင့်လင်းချေများ၏ဖခင်အားလူတက်မှုဆိုင်ရာဝရမ်းဖြင့်စူးစဲထန်အားဖမ်းဆီးထိန်းသိမ်းလိုက်ပါတော့သည်ခွဲဝေမှုများပြီးဆုံးပြီးအချိန်ဝက်ကြာပြီးနောက်ကုမ္ပဏီကို Seki Technology အဖြစ်တရားဝင်အမည်ပြောင်းလဲခဲ့ပြီးလင်းချန်သည်ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ချန်ကလင်းချန်မင်းအဖေသားမင်းကိုအခုလိုမြင်ရင်တိတ်ကုန်ယူနေမှာပဲ။လင်းချန်ကအတိတ်ကကိစ္စတွေအကုန်လုံးလေထဲလွင့်ပါသွားပါပြီ။ဒရိုက်တာချင်းညံကဥက္ကဋ္ဌလည်းအလုပ်တွေပြီးပြီဆိုရင်ငါနဲ့အတူညစာစားရအောင်လေ။ Well and Hold ကိုတွားရအောင်။လင်းချန်ကတိုက်ဆိုင်လိုက်တာ။ငါလည်းအဲ့ဒီဟိုတယ်ကိုသဘောကျတယ်။ငါရဲ့ဘဝဟောင်းအဲ့ဒီမှာညီကုန်းချုပ်ခဲ့တယ်လို့အနာဂတ်ဘဝတစ်လည်းအဲ့ဒီမှာပဲစတင်မှာပါ